ကိုယ်နဲ့ပေါင်းသင်းနေတဲ့သူတွေထဲမှာပဲတငယ်ချင်းလို့ပြောနေတဲ့သူတွေထဲမှာပဲမိတ်ဆွေလို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်ကိုချစ်ပါတယ်လို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူကပါပြီးသားဂျုံနေတဲ့အနေအထားတွေအပေါ်မှာလူတွေရဲ့လက်ခံပုံလက်ခံနည်းတွေရှိတယ်စိတ်ထားပုံစိတ်ထားနည်းတွေရှိတယ်အခုတွေ့ကြုံနေရတဲ့အခက်အခဲတစ်ခုကိုစိတ်မထားတတ်ဘူးဆိုလို့ရှင်လောင်ကျွမ်းတယ်အစင်မပြေမှုတစ်ခုကိုယ်တိုင်နေမကသူတစ်ပါးတွေအပေါ်မှာပါအပြစ်တွေတင်ပြီးတော့စိတ်မထားတတ်တဲ့အခါကျတော့သူတစ်ပါးအပြစ်ကိုမြင်တယ်စိတ်ထားတတ်တယ်ဆိုတဲ့အခါမှာကျတော့ဖြစ်တဲ့အရာတွေကဖြစ်เสียအကြောင်းရှိတော့ဖြစ်လာတာပဲပြက်เสียအကြောင်းရှိတော့လေပြက်တဲ့အရာတွေဖြစ်ကြတာပဲထူးဆန်းတာမှမဟုတ်တာလို့ဒီလိုသဘောထားလိုက်ရင်ဒါစိတ်ထားတတ်တယ်လို့ခေါ်တယ်တနည်းအားဖြင့်မြတ်စွာဘုရားဟောကြားတဲ့တင့်စွာနှလုံးသွင်းခြင်းယောနိတော်မနတိကာရရှိတယ်လို့ခေါ်တယ်လောကမှာပဲအရာမှတည်မြဲနေတယ်ဆိုတာမရှိဘူးတနေ့ပျက်စီးကြမှာတနေ့ဖောက်ပြန်ကြမှာတနေ့ပြောင်းလဲကြမှာကြီးပဲအဲ့တော့အခုလက်ရှိကိုအနာမှာပေါင်းသင်းနေတော့သူတွေဒီတနေ့မှာကိုနဲ့ရှင်ကွဲတော်လာကောင်တေကွဲတော်လာကောင်ကွဲရမယ်သူတွေကြီးပဲလို့ကြိုတင်နှလုံးသွင်းထားတာကိုယောနိတော်မနတိကာရလို့ခေါ်တယ်ကိုနဲ့ပေါင်းသင်းနေတဲ့သူတွေထဲမှာပဲတငယ်ချင်းလို့ပြောနေတဲ့သူတွေထဲမှာပဲမိတ်ဆွေလို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်ကိုချစ်ပါတယ်လို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူကပါပြီးသားအဲ့တော့ဒီလူတွေထဲမှာတယောက်ကတော့ကိုယ့်ကိုဒုက္ခပေးမဲ့သူပါနေတယ်လို့ကြိုတင်နှလုံးသွင်းထားတဲ့အခါသူတို့ကိုယ့်ဘောဒုက္ခပေးသွားမဲ့အချိန်မရောက်ခင်ရှောင်နိုင်တယ်အနေထားလေးနည်းနည်းပြောင်းသွားတာနဲ့တပြိုင်နက်ရှောင်နိုင်တယ်တကယ်လို့သူကကိုမသိလိုက်ခင်ပြောင်းလဲဖောက်ပြန်ရုံမာသွားပြီဆိုရင်လေကိုအတိတ်ကဝေကျွေးကိုဆက်လိုက်ရတာပဲလို့စိတ်ထားလိုက်တဲ့အခါဒေါသမထွက်တော့ဘူးဒီဘဝမှာဆက်เสียရှိတဲ့အကျွေးကိုဆက်လိုက်ပြီးနောက်ထပ်အကုသိုလ်တွေငါမယူတော့ဘူးလို့ဒီလိုစိတ်ထားတတ်တဲ့အခါအကုသိုလ်ဆက်မပွားတော့လူတိုင်းကတော့ယဟန္တာတွေကြီးပဲမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်ကိုဒုက္ခပေးမဲ့သူဆိုတာကတော့ဒီနေ့တွေ့ပြီးလဲနောက်တစ်ယောက်ထပ်တွေ့တတ်တာပဲလောဘသားတွေနဲ့ရောပြီးတော့နေတဲ့လောကမှာတော့အန္တရာယ်မကင်းနိုင်ဘူးလောဘသားတွေရဲ့နှလုံးသားထဲမှာမေတ္တာဆိုတာမရှိနိုင်ဘူးတဏှာခြင်းကရုဏာဆိုတာမရှိနိုင်ဘူးလောဘသားတယောက်စီကနေကိုချင်းစာတရားတွေသွားပြီးတော့မတောင့်တပါနဲ့အတ္တသားတယောက်စီကနေမေတ္တာတွေသွားပြီးတော့မတောင့်တပါနဲ့အဲ့ဒီလောဘတွေအတ္တတွေရှေ့တန်းတင်ထားတဲ့သူတယောက်စီကနေမုဒိတာတရားတွေမမျောလင့်ပါနဲ့အဲ့တော့ကိုယ်တိုင်သာ